စပီကာအတန်မကောင်းတော့ဘူးဆိုရင်အသစ်မွေးပါနဲ့ဦးဒီကျွန်တော်ပြောတဲ့အချက်၃ချက်ကိုစစ်ကြည့်လိုက်စပီကာတွေကအတန်ကမကြည့်တော့ဘူးလားဒါမှမဟုတ် base တန်တွေပြောင်းနေတာလားဒါမှမဟုတ်တစ်ချက်လွတ်သွားတာလားအဲ့လိုမျိုးဖြစ်နေရင်လုံးဝစိတ်ဝင်နေတယ်အဝေးကြီးကိုလည်းမရှာနဲ့ကျွန်တော်ပြောပြမယ်နံပါတ်1ဒီ rubber သားတွေပြေးနေလားပေါ့နော်ဒီလိုမျိုးပေါက်ပြေးနေလားပေါ့နော်ဒီလိုမျိုးဒါအခုဆိုရင်မှလုံးဝမာတောင်နေတာဒီကောင်လောင်ထားပြီးပြီပေါ့နော်ဒီလိုမျိုးလောင်တာမဟုတ်ဘဲဒီ rubber သားတွေပြေးတာလားတချို့ဆိုရင်ဒီလိုတွေပြေးလို့အတန်တွေအက်တာတို့အတန်တုံတာတို့တွေဖြစ်နေတာပေါ့နော်နံပါတ်2အချက်ကတော့ဒီကသွားတဲ့ကောင်ဒီကောင်ရဲ့ကွန်နဇာ capacitor တွေပေါ့နော်အကောင်တွေလောင်ပြီးပြီလားပေါက်ပြီးပြီလားစစ်ဒါနံပါတ်3ကတော့ဒီကောင်ရဲ့ capacitor ကနေသွားတဲ့ဥပမာ network တွေပါတယ်ဟိတ်ဆိုရင်သူကအထက်မှာခဲလွက်တာတွေခဲတွေပြက်နေတာမျိုးတွေဆက်သွယ်တွေလွက်နေလားစစ်ကြည့်ပေါ့နော်ဒါစပီကာရဲ့error 90%လောက်ကဒီ3ခုထဲမှာရှိတာဒါအများစုကတော့ဒီနည်းနဲ့ပဲဒါဒီလိုမျိုးစစ်ပြီးမှပဲအတန်ပြန်ကြည့်သွားကြတယ်ဒါကိုစပီကာနဲ့ကိုပြန်ပြီးအသက်သွင်းခြင်းတယ်ဆိုရင်ကျွန်တော် like and share လုပ်ခဲ့ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်